လူကနာတကိုကဆာယကလူကထာဒီတာကစောခဲဝဲအတုနေလို့ဆက်လက်ပြီးတော့နှုတ်ကပတ်တော်ကိုကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်တမန်ကျမ်းစာတော်မြတ်ကိုဖတ်ကြားမဲ့အချိန်ဖြစ်ပါတယ်။တမန်ကျမ်းစာရွေးချယ်ထားသောဆရာတော်ရွေးချယ်ထားသောတမန်ကျမ်းစာတော်မြတ်ကတော့၄ပိုက်ရှိပါတယ်။ဒီကဖတ်တာလို့ပြောခေါ်နေလို့ပထမတစ်ပိုက်ကတော့ဝုပြုရကျမ်းအခန်းကြီး19အငယ်18ဖြစ်ပါတယ်။ဝုပြုရကျမ်းအခန်းကြီး19အငယ်18ဖြစ်ပါတယ်။သင်အမျိုးသားချင်းသည်သင်ကိုပြစ်မှားလင်ကိုယ်တိုင်အပြစ်ပြန်၍မတုံညာအညိုမထားရကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်ရမည်ငါသည်သာရဘုရားဖြစ်၏ဒုတိယကျမ်းပိုက်ကတော့ယောရှုမတ်စာအခန်းကြီး23အငယ်17မှ14ဖြစ်ပါတယ်ယောရှုမတ်စာအခန်းကြီး23အငယ်17မှ14ဖြစ်ပါတယ်တို့ဖြစ်၍သင်တို့၏ဘုရားသခင်သာရဘုရားကိုချစ်ခြင်းကကိုယ်စိတ်နှလုံးကိုတတိပြုကြလော့သို့မဟုတ်သင်တို့သည်ရွေ့လျော့၍သင်တို့သည်ကြံကျွင်းသေးသောဤလူမျိုးတို့၌မှီဝဲလျက်ထိမ်းများပေးစား၍ပေါင်းဖော်ဆက်ဆံခြင်းရှိလေသင်တို့၏ဘုရားသခင်သာရဘုရားသည်နောက်တစ်ဖန်ဤလူမျိုးတို့ကိုသင်တို့ရှေ့မှနှင်ထုတ်တော်မမူသင်တို့၏ဘုရားသခင်သာရဘုရားပေးတော်မူ၍ကောင်းမွန်သောဤပြည်၌သင်တို့သည်မပြောက်မပြတ်မီတိုင်အောင်သူတို့သည်သင်တို့၌ကြော့ကွင်းထောင်ချောက်သင်တို့နံဆောင်၌နင်တံသင်တို့မျက်စိ၌ဆုဖြစ်ကြလိမ့်မည်အကြောင်းကိုဧကအမှန်သိကြလော့ငါတော်ကမြေသားအပေါင်းတို့သွားရလမ်းကိုယနေ့သွားလူပြီသင်တို့၏ဘုရားသခင်သာရဘုရားသည်သင်တို့အဖို့မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမလျုပ်မရောအကောင်အစင်ပြည့်စုံမည်ကိုသင်တို့သည်စိတ်နှလုံးထဲမှသိကြ၏တတိယတစ်ပိုက်ကတော့ရှမဿဲခရစ်ဝင်အခန်းကြီး22အငယ်39မှ40ဖြစ်ပါတယ်ရှမဿဲခရစ်ဝင်အခန်းကြီး22အငယ်39မှ40ဖြစ်ပါတယ်ယေရှုကသင်၏ဘုရားသခင်သာရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ဉာဏ်ရှိသမျှနှင့်ချစ်လောဟူသောပညတ်သည်ပထမပညတ်ဖြစ်၏ကြီးမြတ်သောပညတ်လည်းဖြစ်၏ထိုမှတပါကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်လောဟူသောဒုတိယပညတ်သည်ပထမပညတ်နှင့်သဘောတူ၏ဤပညတ်နှစ်ပါးတို့ကပညတ်တိကျမ်းနှင့်အနာဂတ်တိကျမ်းရှိသမျှတို့၏အချုပ်အခြာပင်ဖြစ်သည်ဟုမိန့်တော်မူ၏နောက်ဆုံးတစ်ပိုက်ကတော့ရှမ်းခရစ်ဝင်အခန်းကြီး73အငယ်34မှ35ဖြစ်ပါတယ်ရှမ်းခရစ်ဝင်အခန်းကြီး73အငယ်34မှ35ဖြစ်ပါတယ်သင်တို့သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့ငါသည်သင်တို့ကိုချစ်သည်နည်းတူအချင်းချင်းချစ်ကြလော့ဟုပညတ်သစ်ကိုငါပေး၏သင်တို့သည်အချင်းချင်းချစ်ကြလျှင်လူအပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါဤတပည့်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏ဖတ်တော်သောနှုတ်ကပတ်တော်ပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေဆက်လက်ပြီးဒီနေ့ကိုဘုရားသခင်ကကြွားတို့အတွက်ကောင်းချီးမင်္ဂလာတွေကိုပို့ဆောင်ပေးပါတယ်အထူးသဖြင့်ဒီနေ့ကဆရာကြီးယူဒတန်ကိုပြန်လဲအောင်းမေတတိယပြီးတော့မှဥပြုကိုးကွယ်တဲ့အထူးအစီအစဉ်ပဲဖြစ်ပါတယ်ထိုနည်းတူစွာပဲကြွားတို့အသင်းတော်ကိုလည်းပဲကြွားတို့ကိုနှုတ်ကပတ်တော်ဝင်ငါပေးမဲ့ဆရာတော်ကိုစေလွတ်ပါတယ်ဒီနေ့ကျမတို့ရှေ့မှာမြင်တွေ့နေရတဲ့ဆရာတော်ကတော့ဆရာကြီး Reverend Dr. Emily ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ရဲ့ဒုတိယကျောင်းအုပ်ကြီးလည်းဖြစ်ပါတယ်ဆရာကြီးကအလုပ်အကိုင်တွေနောက်အသင်းတော်ရဲ့ကဏ္ဍတွေနောက်ကျောင်းတော်ကြီးရဲ့ကဏ္ဍတွေမှာလည်းပဲများစွာပါဝင်ဆက်ကပ်တဲ့ဆရာကြီးတစ်ပါးလည်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျမကျန်းစာကျောင်းကျွန် MIT တက်တုန်းကလည်းကျမရဲ့ဆရာလည်းဖြစ်ခဲ့ပါတယ်ပေါ့နော်အခုကျမတို့ဘုရားသခင်ကပြင်ဆင်ပေးပြီးတော့မှကျမတို့အသင်းတော်ကိုလာရောက်ပြီးတော့မှနှုတ်ကပတ်တော်ကိုဝင်ငါပေးဖို့ပြင်ဆင်ပေးသောဘုရားသခင်နဲ့လာရောက်ပေးတဲ့ဆရာကိုကျမတို့နန္တာကုန်းမှာရှိနေတော့ကျမတို့အသင်းသူအသင်းသားတွေကဝမ်းမြောက်စွာလိုက်လဲစွာနဲ့ကြိုဆိုတဲ့အကြောင်းကိုလည်းဆရာကိုပြောချင်ပါတယ်ဒီချိန်တိုင်းမှာနှုတ်ကပတ်တော်ဝင်ငါမဲ့အစီအစဉ်နဲ့အချိန်ကိုဆရာရဲ့လက်ထက်ကိုအပ်နှံပါတယ်ကျေးဇူးတင်ပါတယ်ပထမဆုံး2025ခုနှစ်ဇူလိုင်လ23ရက်နေ့မှာကြာရောက်တဲ့ယူဒတန်အထိမ်းအမှတ်တနင်္ဂနွေနေ့ဝတ်ပြုခြင်းအစီအစဉ်မှာ
နန္တာကုံကရင်နှစ်ချင်းအသင်းတော်မှာအခုလိုနွေနွေထွေးထွေးကြိုဆိုလက်ခံတဲ့အဖအသင်းဥဆရာကြီးနဲ့တကွအမှုတော်ဆောင်ဆရာဆရာမများတင်းထောင်များအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပဏာမပြောချရင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေလို့လည်းကျွန်တော်ဒီနေရာနေပြီးတော့ဆုမွန်ကောင်းတောင်းပါတယ်ဒီနေ့ကျွန်တော်ဒီနေရာမှာရောက်လာတဲ့အခါမှာလွန်ခဲ့တဲ့နှစ်20လောက်ကတခါတော့ဒီနတ်တာကုန်းနှစ်ချင်းအသင်းတော်မှာတရားပလင်လဲလှယ်ရေးအစီအစဉ်နဲ့ကျွန်တော်လာရောက်ခဲ့ပူးပါတယ်အဲ့ဒီတော့ကတော့ဒီဘုရားကျောင်းမရှိမဆောက်သေးဘူးထင်တယ်အသင်းတော်ရုံခန်းကတော့အဲ့ဒီဘေးဘက်ကခြံဝင်းထဲမှာရှိတဲ့အိမ်တေးသေးလေးမှာကျွန်တော်တို့ကိုအခန္ဓာကိုကျွန်တော်တတိယပါတယ်လို့အခုဒီအချိန်မှပြန်ရောက်လာတဲ့အခါမှာလည်းနွေနွေထွေးထွေးကြိုဆိုတဲ့အတွက်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဆရာကြီးယူဒတန်နဲ့မမအန်တို့မြန်မာနိုင်ငံမှာခရိယန်တာနာမျိုးစေ့ကြီးထွားလာအောင်စိုက်ပျိုးပြီးတော့အခုလိုအသီးပွင့်တွေဖြစ်လာအောင်ပြုလုပ်တဲ့အကြောင်းအရာတွေကိုကျွန်တော်ယူဒတန်နေရောက်တိုင်းပြန်လဲဆင်ခြင်အောင်မေ့ခွန်အားယူကြပါတယ်ဒီနေ့လဲသားတို့သမီးတို့ဒီမှာအယောက်အစိတ်30လောက်ရှိမှထင်တယ်တချင်းတွေဆိုးတဲ့အခါမှာကျွန်တော်စိတ်တွေလည်းဘယ်ကိုရောက်သွားလဲဆိုရင်လွန်ခဲ့တဲ့နှစ်40ကျော်ကကျွန်တော်တို့10တန်းအရွယ်လောက်ကဒီတချင်းတွေဒီတချင်းတော်မဟုတ်ဆရာကြီးယူဒတန်တို့မြန်မာပြည်ကိုရောက်လာတဲ့ဘယ်လိုဒီမှာအခက်အခဲတွေရင်ဆိုင်ပြီးတော့တာနာလုပ်ငန်းလုပ်ခဲ့တယ်ဆိုတဲ့တချင်းတွေကိုကျွန်တော်ဆိုခဲ့တာတွေကိုအောင်မေ့တတိရတယ်ဒီနေ့နှစ်ပေါင်း40ကျော်တဲ့အခါမှာအခုလိုကျွန်တော်လူမျိုးမတူပေမဲ့လည်းခရစ်တော်၌ညီကိုဖြစ်တဲ့အသင်းတော်မှာလာရောက်ပြီးတော့အခုလိုဆရာကြီးယူဒတန်ရဲ့အကြောင်းတွေကိုပြန်လဲဆင်ခြင်ခွင့်ရတဲ့အခါမှာဒီသားငယ်သမီးငယ်တွေလည်းတနေ့နေ့တစ်ချိန်ချိန်ချရင်ဒီနေ့သူတို့စိတ်ထဲမှာတောင်မှစိတ်ကူးတောင်မရှိကောင်းမရှိတော့ဘူးဒါမဲ့ဘယ်လိုနိုင်ငံရပ်ခြားတွေဘယ်လိုအသင်းတော်တွေမှာဆရာကြီးယူဒတန်အကြောင်းပြောချရင်းနဲ့ဒီဧဝံဂေလိလုပ်နေမလဲဆိုတာကိုကျွန်တော်ပြန်လဲပြီးတော့ဆင်ခြင်အောင်မေ့တတိယပါတယ်လို့ဆရာကြီးယူဒတန်တို့မမအန်တို့မြန်မာနိုင်ငံကိုရောက်လာတာဟာဆိုလို့ရှိရင်1873ခုဇူလိုင်လ23ရက်နေ့ဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ဆရာကြီးယူဒတန်နဲ့တကွမြန်မာနိုင်ငံကိုဒီခရိယန်တာနာရောက်လာတာနှစ်ပေါင်း212နှစ်ရှိပါပြီဆရာကြီးတို့လိုဘုရားသခင်ကိုချစ်တဲ့စိတ်သခင်ခရစ်တော်ကိုချစ်တဲ့စိတ်သာသနာကိုချစ်တဲ့စိတ်မြန်မာနိုင်ငံသားတွေကိုချစ်တဲ့စိတ်တွေနဲ့ကိုချိုးစွန့်ဝန်ထမ်းပြီးတော့သာသနာမျိုးစစ်ကျဲခဲ့တဲ့ဤတူဒီနေ့ကျွန်တော်တို့ယုံကြည်သူသားသမီးတွေလည်းချစ်ချင်းမေတ္တာပြည့်ဝသောအသက်တာနဲ့ဆရာကြီးယူဒတန်ရဲ့ဒီဧဝံဂေလိလုပ်ငန်းကိုဆက်လက်ပြန့်ပွားဖို့အတွက်ကျွန်တော်တို့တနိုင်ငံလုံးတစ်ကမ္ဘာလုံးဒီနေ့ဒီနှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မေ့ရှာမှာဖြစ်ပါတယ်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်အဓိကချက်ကတော့ချစ်ချင်းမေတ္တာပြည့်ဝသောအသက်တာဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ချစ်ချင်းမေတ္တာပြည့်ဝသောအသက်တာဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့အခုနပြောသလိုတနိုင်ငံလုံးတစ်ကမ္ဘာလုံးကတော့ဒီခေါင်းစဉ်ကိုဆင်ခြင်နှလုံးသွင်းပြီးတော့ကျွန်တော်ရဲ့အသက်တာမှာချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့အသက်တာဖြစ်ဖို့အတွက်တည်ဆောက်ဖို့ဖြစ်တယ်ဒီနှစ်ဒီနှုတ်ကပတ်တော်ကိုပြင်ဆင်ရေးသားပေးတဲ့ဆရာကြီးနှစ်ပါးကတော့ဘယ်သူလဲဆိုတဲ့အခါမှာသိက္ခာတော်ရဆရာဒေါက်တာဆောလမွန်ဦးဖက်ထိုးနဲ့သိက္ခာတော်ရဆရာဦးအိုင်နပ်တောင်းတို့ရေးသားထားတဲ့ဒီနှုတ်ကပတ်တော်ကိုဒီနေ့ကျွန်တော်ဝေငှမှာဖြစ်ပါတယ်ဒါအပြင်မှာပဲဒီ YouTube ကနေပြီးတော့ထုတ်လွှင့်ပေးတဲ့ဓမ္မဒေသနာဖြစ်တဲ့ဆရာမကြီးဒေါက်တာအေဝါဟောကြားတဲ့ဒေသနာကိုလည်းထည့်သွင်းပြီးတော့ဒီ၃ခုကိုပေါင်းပြီးဒီနေ့ကျွန်တော်တို့ချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့အသက်တာဆိုတဲ့ခေါင်းစဉ်နဲ့ဆင်ခြင်နှလုံးသွင်းကြပါစို့ဆရာကြီးယူဒတန်ရဲ့ဘဝကိုကြည့်တဲ့အခါမှာသူဟာပညာရေးမှာအင်မတန်မှထ
ထူးချွန်တဲ့တော်တဲ့ဆရာဖြစ်တယ်သူရဲ့အောင်မြင်ခြင်းတွေကိုကြည့်တဲ့အခါမှာ valedictorian ဖြစ်တယ်တဲ့အဲ့ဒါကဘာလဲဆိုရင်ကျွန်တော် graduations တွေမှာကြည့်တဲ့အခါမှာဒီမိန့်ခွန်းပြောကြားတဲ့တရားဟောတဲ့သူကို valedictorian လို့ခေါ်တယ်သူကအထူးအောင်တဲ့အတွက်ဂုဏ်ထူးနဲ့အောင်တဲ့အတွက်သူရဲ့ဘွဲ့ယူတဲ့အခါမှာအထူးအောင်တဲ့အတွက်သူကဒီလိုspeaker ရခြင်းဖြစ်တယ်သူကအင်မတန်မှပဲထူးချွန်ထက်မြက်တဲ့သူဖြစ်တယ်လို့သူရဲ့ဘဝပြောင်းလဲပြီးတဲ့အခါမှာမြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်ခက်ခဲကြမ်းတမ်းတဲ့မြန်မာနိုင်ငံရဲ့အခြေအနေမှာသူက35နှစ်တိုင်မြန်မာပြည်မှာသူတာနာပြုခဲ့တယ်သူရဲ့ငယ်ဘဝကိုနည်းနည်းကြည့်မယ်ဆိုလို့ရှိရင်သူဟာတင်းအုပ်ဆရာမိသားစုကနေပြီးတော့ဆင်းသက်လာတဲ့သားတစ်ယောက်ဖြစ်တယ်သားသမီး4ယောက်ထဲမှာအကြီးဆုံးသားဖြစ်တယ်တဲ့သူစီမှာညီမတွေညီတွေရှိတယ်ဒါပေမဲ့ညီမအငယ်ဆုံးကတော့ငယ်ငယ်ကလေးကဆုံးသွားတယ်တဲ့သူတို့မိသားစုမှာဒီနေ့တိုင်းခရိယန်အိမ်ထောင်ဖြစ်တဲ့အတွက်အိမ်ထောင်ဝတ်ပြုစည်းဝေးတွေလုပ်ကြတယ်အဖေကတမန်ကျမ်းစာတွေသင်ပေးတယ်ကလေးတွေလည်းအင်မတန်မှပဲတမန်ကျမ်းစာကိုစိတ်ဝင်စားတယ်အဲ့ဒီထက်မှာဆရာကြီးယူဒတန်ကငယ်ငယ်ကလေးက3-4နှစ်အရွယ်ကလေးကနေပြီးတော့ကျမ်းစာအခန်းကြီးတစ်ပိုက်လောက်ကိုသူကရွတ်ဆိုနိုင်တယ်ဆိုပြီးတော့ကျွန်တော်စာတွေမှာတွေ့ရတယ်ပြီးတော့သူကပညာရေးမှာလည်းထူးချွန်တယ်ဒီ Brown University မှာသူ BA ကိုဂုဏ်ထူးနဲ့ရရှိခဲ့တယ်ပြီးတော့နောက်ထပ် MA ကိုလည်းသူရရှိခဲ့တယ်နောက်ပိုင်းသူကျမ်းစာကျောင်းတက်တဲ့အခါမှာလည်းအဲ့ဒီခေတ်မှာကျတော့အခုခေတ်လို MDiv degree ဆိုတာတော့မရှိသေးဘူးဒါမဲ့MDiv degree နဲ့ညီမျှတဲ့သင်အုပ်ဆရာလုပ်မဲ့လူတွေကိုသင်ပေးတဲ့ကျမ်းစာကျောင်း Andover Theological Seminary မှာသူကဘွဲ့ယူရရှိခဲ့တယ်နောက်တစ်နှစ်မှာသူ့ကိုပိတ်ခါတင်ပေးခဲ့တယ်ဒီလိုသူကတက္ကသိုလ်အောင်ပြီးတဲ့အခါမှာဖះနဲ့ခဏတော့သူဝေးသွားတယ်ဒါမဲ့လည်းသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတည်ဆုံးသွားတဲ့အဖြစ်အပျက်ကိုကြည့်ပြီးတော့သူလည်းတကယ်ကိုဖះနဲ့တွေ့ရှိတဲ့အသက်တာကိုရရှိပြီးတော့သူမြန်မာပြည်ကိုသူရောက်လာတယ်အတူချုပ်အပြင်ပြောရမယ်ဆိုလို့ရှိရင်ရန်ကုန်ကိုရောက်ပြီးတဲ့အခါမှာသူစီမှာသူလှုပ်ချင်တဲ့တာနာတွေဧဝံဂေလိတွေဟောချင်တယ်ဒါမဲ့3နှစ်လောက်ကြာတဲ့အခါထိသူကတယောက်မှယုံကြည်သူမရသေးဘူးအဲ့ဒီ3နှစ်အတွင်းမှာသူကမြန်မာတရားကျမ်းစာကိုသူကပြုစုခဲ့တယ်နောက်ထပ်3နှစ်အကြာစုစုပေါင်းမြန်မာပြည်ရောက်ပြီးတော့6နှစ်ကြာတဲ့အခါမှာပထမဆုံးပြောင်းလဲလာတဲ့မောင်နောသို့မဟုတ်ဦးနောကိုနှစ်ချင်းပေးခဲ့တယ်ဆိုတာကျွန်တော်တွေ့ရှိရတယ်နောက်ပြီးတော့သူက1820လောက်မှာ9နှစ်လောက်အကြာပေါ့နော်မြန်မာပြည်ရောက်ပြီးတော့9နှစ်လောက်အကြာမှာသူကအင်းဝမှာရှိတဲ့ဗာကြီးတော်ဘုရားဘယင်စီမှာတွားပြီးတော့လွတ်လွတ်လပ်လပ်တရားဟောခွင့်ပြုပါလို့တွားတောင်းပေးမယ်လေခွင့်ပြုချက်မရဘူးဆိုတာကိုတွေ့ရှိရတယ်နောက်ပိုင်းကျတော့ဒီ1824မှာအင်္ဂလိပ်မြန်မာပထမစစ်ပွဲဖြစ်တဲ့အခါမှာတော့ဒီလူဖြူဖြစ်တဲ့ဆရာယူဒတန်တို့ကိုမတင်ကာမှုနဲ့အတူဆရာကြီးယူဒတန်နဲ့ဒေါက်တာဂျောနာသန်ပရိုက်စ်တို့ကိုအင်းဝထောင်မှာဖမ်းချုပ်ထားတယ်အဲ့ဒီအင်းဝထောင်ကနေပြီးတော့မှဒီအောင်ပင်လေထောင်ကိုပြန်ပြီးတော့ပြောင်းရွှေ့တဲ့အခါမှာဆရာကြီးယူဒတန်ကသူကကျမ်းစာကိုဘာသာပြန်ထားတာဓမ္မသစ်ကျမ်းတော်မှာပြီးသွားပြီအဲ့ဒီဟာကိုပျောက်သွားမှဆိုတဲ့အတွက်သူ့ရဲ့ဇနီးမမအန်သူ့ရဲ့ဇနီးမမအန်ကအဲ့ဒါကိုခေါင်းအုံထဲထည့်ပြီးတော့ထောင်ထဲကိုသူပို့ထားတာထောင်ပြောင်းတော့အဲ့ဒီဟာကိုအပြင်ကိုလွှင့်ထားတဲ့အခါမှာနောက်ပိုင်းကျတော့ဥအင်းဆိုတဲ့ပုဂ္ဂိုလ်ကအဲ့ဒါကိုပြန်တွေ့ပြီးတော့မှဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီဓမ္မသစ်ကျမ်းကိုလည်းပြန်လဲရရှိခဲ့တယ်လို့ကျွန်တော်တွေ့ရတယ်ထောင်ပြောင်းပြီးတဲ့အခါမှာဒီအင်္ဂလိပ်မြန်မာပထမစစ်ပွဲစစ်ပြေငြိမ်းဖို့အတွက်စကပြန်လိုလာတဲ့အခါမှာထောင်မှာတွင်းထားတဲ့ထောင်မှာချုပ်ထားတဲ့ဆရာကြီးယူဒတန်ကိုစကပြန်လုပ်ပေးဖို့အတွက်ပြန်ခေါ်လာပြီးတဲ့အခါမှာတော့ဒီအင်္ဂလိပ်မြန်မာပထမစစ်ပြေငြိမ်းရေးရန်တဘိုးစာချုပ်တဲ့အခါမှာဆရာကြီးကစကပြန်လုပ်ပေးခဲ့တယ်တဲ့နောက်ပိုင်းကျတော့သူ့ကိုဒီအမှုကနေပြီးတော့သူ့ကို
လွတ်ပေးလိုက်တဲ့အခါမှာသူရန်ကုန်ကိုဆင်းလာတယ်ရန်ကုန်ကနေပြီးတော့သူတို့ကကြိုက်ခမီဘက်ကိုသူပြောင်းသွားတယ်အဲ့ဒီနောက်မှာကျတော့ဒီခက်ခဲမှုအမျိုးမျိုးထဲမှာဆရာကြီးယူဒတန်ကိုပါရမီဖြည့်ပေးတဲ့မမအန်ဟာဆိုလို့ရှိရင်ဆရာကြီးလူမြောက်လာပြီးတဲ့နောက်ပိုင်းမှာသူကွယ်လွန်သွားတယ်အဲ့ဒီနောက်တစ်နှစ်မှာသူ့ရဲ့သမီးလေးလည်းပြန်ပြီးတော့ဆုံးသွားတယ်ဆိုတာကိုတွေ့ရတယ်ဒီလိုသူ့ရဲ့ဘဝမှာသူချစ်တဲ့ဇနီးအမေရိကန်ပြည်ထောင်စုမှာဘွဲရပြီးတော့မမအန်ကလည်းကျောင်းဆရာမဖြစ်တယ်တင်းထောက်ရဲ့သမီးဖြစ်တယ်ကောင်းကောင်းမွန်မွန်လက်ထပ်ပြီးတော့မြန်မာပြည်မှာလာရောက်တာနာပြုတဲ့ဒီဆရာကြီးရဲ့ဘဝမှာဇနီးတဲ့နဲ့ကလေးတွေဆုံးရှုံးပြီးတဲ့အခါမှာတော့ဒုတိယအိမ်ထောင်ပြုတယ်ဆာရာဘော့မန်နဲ့အိမ်ထောင်ပြုပြီးတဲ့အခါမှာကျတော့သူကဆက်ပြီးဓမ္မဟောင်းကျမ်းတွေကိုဘာသာပြန်ပြီးတဲ့အတွက်သူကဒီ1835ခုနှစ်မှာကျမ်းစာကိုအစအဆုံးဘာသာပြန်ပြီးတော့လုံနိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲဒီနောက်မှာတမန်ကျမ်းချုပ်တွေကိုလည်းသူလုပ်ခဲ့တယ်ဆရာကြီးကဒီ1846ခုနှစ်မှာလည်းအင်္ဂလိပ်မြန်မာအဘိဓမ္မာကိုသူပြီးစီးခဲ့တယ်1850သူရဲ့အသက်60နှစ်အရွယ်မှာကြာတော့သူကကျမကြီးချို့ယွင်းလာတဲ့အတွက်ကျမကြီးပိုကောင်းအောင်ဆိုပြီးတော့ဆေးဝါးကုသဖို့အတွက်သူတင်ပေါ်နဲ့ခရီးထွက်လာတဲ့အခါမှာအတ္တမန်ပင်လေကပလီကျွန်းတနေရာမှာသူဆုံးသွားပြီးတဲ့အခါမှာပင်လေထမ်းမှာပဲမြုပ်ခဲ့ရတယ်လို့ကျွန်တော်တို့တွေ့ရှိရပါတယ်ဆရာကြီးရဲ့ဘဝမှာဆိုလို့ရှိရင်ဒီခုနပြောသလိုခက်ခဲကြမ်းတမ်းတဲ့အချိန်တွေရှိတယ်ထောင်သွင်းအကျဉ်းချခံရတဲ့အချိန်ရှိတယ်နှိပ်စက်ခံရတဲ့အချိန်ရှိတယ်မတင်္ကာရာတွေရှိတယ်နောက်ပြီးတော့သူချစ်တဲ့ဇနီးတွေတေဆုံးသွားရတာတွေရှိတယ်သူရဲ့သားသမီးတွေတေဆုံးသွားရတာတွေရှိတယ်ဒီလိုခက်ခဲမှုအမျိုးမျိုးကနေပြီးတော့သူဒီလိုတမန်ကျမ်းစာတွေကိုဘာသာပြန်နိုင်တယ်အဘိဓမ္မာတွေကိုဘာသာပြန်နိုင်တယ်တခြားသူလုံနိုင်တဲ့အများကြီးသူရဲ့ဒီ35နှစ်တာအတွင်းမှာယုံကြည်သူပြောင်းလဲလာသူတွေ9000လောက်ရှိတယ်လို့ကျွန်တော်သိရတယ်ဒီလိုလုံနိုင်တာဟာဆိုလို့ရှိရင်သူရဲ့ကိုချိုးစွန့်ပြီးတော့ဒါနာလုံနိုင်တယ်ဆိုတာကသူရဲ့ဘုရားသခင်ကိုချစ်ခြင်းသခင်ခရစ်တော်ကိုချစ်ခြင်းသာသနာကိုချစ်ခြင်းနဲ့မြန်မာနိုင်ငံသားတွေကိုချစ်ခြင်းအပေါ်မှာမူတည်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့တယ်လို့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ခေတ်ကျွန်တော်ရဲ့အချိန်အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီတာဝန်တွေကိုထမ်းဆောင်ရတဲ့အခါမှာလူတိုင်းကချစ်စရာမကောင်းဘူးတဲ့ဆရာမကြီးဒေါက်တာအေဝါရဲ့တရားဟောချက်ထဲမှာသူ့ရဲ့ကျောင်းသားတွေထဲမှာတောင်မှတချို့ကျောင်းသားတွေကချစ်ဖို့မကောင်းတဲ့လူတွေလည်းရှိတယ်တဲ့ဒါပေမဲ့ချစ်ဖို့ကောင်းကောင်းမကောင်းကောင်းကျွန်တော်တို့ကအဲ့ဒီလူတွေကိုမေတ္တာချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့အသက်တာနဲ့ကျွန်တော်တို့ကတက်တည်ပြရမှာဖြစ်တယ်တဲ့တကယ်ကျွန်တော်အခုချိန်မှာဆိုလို့ရှိရင်တချို့လူတွေကိုအမုန်းတရားနဲ့တာကြည့်မယ်ဆိုလို့ရှိရင်တကယ်ပဲမချစ်နိုင်တဲ့အနေအထားတွေလည်းရှိတယ်အခုဒီနေ့ကျွန်တော်ဒီမှာကြည့်တဲ့အခါမှာလူငယ်တွေကိုဆိုရင်မတွေ့ရသလောက်ရှိတယ်တချင်းဆိုမဲ့လူငယ်တွေဆိုပြီးတော့တက်လာတဲ့အခါမှာလည်း10ကျော်တက်အရွယ်တွေပဲရှိတယ်20ကျော်တွေလည်းမရှိဘူးကျွန်တော်သားသမီးတွေအဝေးကိုထွက်သွားရတယ်မြို့ရွာတော်တော်များများကလည်းစစ်ဘေးဒဏ်တွေကြောင့်မို့ပျက်စီးသွားရတယ်ကျွန်တော်တို့ငယ်ကလေးကမွေးလာပြီးတော့ကြီးပြင်းလာတဲ့ဗမော်မြို့ဆိုတာဒီနေ့ဆိုရင်စစ်ပွဲတွေနဲ့အားလုံးပျက်စီးကုန်ပြီလို့ကျွန်တော်သိရတယ်တခြားမြို့ရွာတွေလည်းအဲ့လိုပဲပျက်စီးကြတယ်ဆိုတော့ဘသူတွေပျက်စီးတယ်ဘာကြောင့်ပျက်စီးသွားလဲဒီလူတွေကိုကျွန်တော်ကဘာကြောင့်ချစ်နေရအောင်မလဲဆိုတော့မေးခွန်းတွေလည်းကျွန်တော်စီမှာရှိလာနိုင်တယ်ဒါပေမဲ့ဆရာမကြီးဒေါက်တာအေဝါအားဖြင့်ကျွန်တော်ကိုအားပေးထားတာကဘာလဲဆိုရင်ချစ်ချင်းမေတ္တာဆိုတာတဲ့ချစ်စရာမကောင်းတဲ့လူတွေကိုလည်းကျွန်တော်ချစ်နေရမယ်တဲ့အဲ့ဒီချစ်ချင်းမေတ္တာတွေကိုဘယ်မှာလိုနေတယ်လဲဆိုတဲ့အခါမှာအိမ်ထဲမှာလည်းလိုအပ်တယ်တဲ့ကိုယ့်ရဲ့သားသမီးတွေကိုဆုံးမတဲ့အခါမှာတချို့စိတ်လိုက်မှန်ပါပြောဆိုဆက်ဆံမိတဲ့ဟာတွေရှိတယ်ပြီးတော့ကျောင်းမှာလည်းလိုအပ်တယ်တဲ့တချို့ကတ
ခြားចောင်းသားတွေအပေါ်မှာဗိုလ်ကျအနိုင်ကျင့်ခြင်းတဲ့ကလေးတွေလည်းရှိတတ်တယ်တဲ့တချို့ဆင်းရဲတဲ့ကလေးတွေကြတယ်ဗိုလ်ကျအနိုင်ကျင့်ခံရတယ်တဲ့ဒါကြောင့်ဒီလိုចောင်းမှာလည်းချစ်ချင်းမေတ္တာလိုအပ်တယ်အလုတ်ခွင်ထဲမှာလည်းတချို့ကအထင်သေးခြင်းမထီလေးစားပြုခြင်းအဲ့လိုခံရတယ်တဲ့ခွဲခြားဆက်ဆံခံရတဲ့အခါမှာဒီလုပ်ငန်းခွင်ထဲမှာလည်းချစ်ချင်းမေတ္တာလိုအပ်တယ်တဲ့မိသားစုနဲ့တူတဲ့ကျွန်တော်တိုင်းပြည်ကြီးမှာဆိုလို့ရှိရင်လည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာမရှိတဲ့အတွက်ကျွန်တော်တို့ကအခုနလိုပျက်စီးခြင်းတွေကြုံရတယ်ကျွန်တော်ရဲ့ next generation ဖြစ်တဲ့လူငယ်တွေဒီနေ့တော်တော်များများတိုင်းပြည်အပြင်ဘက်ကိုထွက်ပြေးသွားကြရတဲ့အချိန်တွေရှိတယ်ချစ်ချင်းမေတ္တာမရှိတဲ့အတွက်ဒါတွေဖြစ်နေရတယ်ဒါကြောင့်ချစ်ချင်းမေတ္တာဟာဆိုလို့ရှိရင်ကျွန်တော်တို့ကိုစိတ်ချမ်းသာမှုပျော်ရွှင်မှုငြိမ်းချမ်းမှုပေးမှဖြစ်တဲ့အတွက်ချစ်ချင်းမေတ္တာဟာအိမ်ကနေအစတနိုင်ငံလုံးမှာလိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်အခုလိုဆရာကြီးယူဒတန်ရဲ့ချစ်ချင်းမေတ္တာအားဖြင့်ကြီးပွားရှင်တန်လာတဲ့ကျွန်တော်ရဲ့ဒီအကြောင်းအရာတွေကိုပြန်လည်ဆင်ခြင်ရင်းနဲ့ဆရာကြီးယူဒတန်ကဲ့သို့ဆရာကြီးယူဒတန်နဲ့တကွဆရာကြီးရဲ့ပါရမီဖြည့်ဘက်ဆရာမတွေဇနီးတွေဖြစ်တဲ့missionaries တွေဆရာကြီးရဲ့နောက်မှာလိုက်လာတဲ့တာနာပြုဆရာကြီးတွေဆရာမကြီးတွေပြည်တွင်းကဆရာဆရာမတွေရဲ့ဘဝအသက်တာမှာသူတို့ရဲ့ချစ်ချင်းမေတ္တာနဲ့ဘယ်လိုတာဝန်တွေဘယ်လိုအလုပ်တွေလုပ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်ဆင်ခြင်ပြီးတော့ခွန်အားယူဖို့ဖြစ်တယ်ကျွန်တော်ကချင်လူမျိုးတွေထဲမှာလည်းလူဖြူတာနာပြုဆရာတွေမရောက်ခင်ကတည်းကကရင်တာနာပြုဆရာတွေကအရင်ရောက်ပြီးတော့အိုးတောင်ပေါ်ဒေသတွေအထိတာနာပြုခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကျွန်တော်တမိုင်းမှာတွေ့ရပါတယ်ဒီလိုပဲအခုဒီနေ့ဆိုလို့ရှိရင်လည်းကရင်လိုထွတ်မြောက်ရာချမ်းအခန်းကြီး1ကိုဖတ်ကြတယ်အဲ့ဒီထဲမှာလည်းကျွန်တော်ဘာကိုတတိရတယ်လဲဆိုရင်ဒီကရင်ကျမ်းစာကိုဘာသာပြန်ပေးတဲ့သူကဘယ်သူလဲဆရာကြီးယူဒတန်ကတော့မြန်မာလိုဘာသာပြန်ပေးတယ်ကျွန်တော်ကချင်ကျမ်းစာကိုကျတော့ဆရာကြီးဒေါက်တာအိုလာဟန်ဆင်ကဘာသာပြန်ပေးတယ်အဲ့နဲ့ဒီကရင်စာပေကိုဘယ်သူဘာသာပြန်ပေးလဲလို့ချိန်လိုက်တဲ့အခါမှာတော့ Jonathan Wade တို့သူရဲ့နောက်မှာ Francis Mason တို့နောက်ပြီးတော့ကရင်ခရစ်ယာန်ခေါင်းဆောင်တွေတို့သူတို့ကဒီခရစ်ယာန်ကရင်ကျမ်းစာကိုဘာသာပြန်ပေးခဲ့ကြတယ်လို့ကျွန်တော်တွေ့ရတယ်ဆိုတော့သူတို့ရဲ့ဘဝမှာလည်းချစ်ချင်းမေတ္တာအားဖြင့်ဒီအမှုတွေကိုဆောင်ရွက်နိုင်တယ်ဒီနှစ်ကျွန်တော်တို့အားလုံးဆင်ခြင်တတိပြုဖို့အတွက်နှုတ်ကပတ်တော်ကိုပြင်ဆင်ပေးတဲ့ဆရာဆောလမွန်ဥဖေထူးကတော့6ချက်ကိုအချက်6ချက်ကိုနှုတ်ကပတ်တော်မှာဖော်ပြထားတယ်အဲ့ဒါဘာလဲဆိုရင်နံပါတ်1ကတော့လူအချင်းချင်းတင့်မြတ်ဖို့လိုတယ်တဲ့လူအချင်းချင်းတင့်မြတ်ဖို့လိုတဲ့အတွက်ရန်ကိုရန်ချင်းမတုံ့ပြန်ဘဲနဲ့ချစ်ချင်းမေတ္တာဖြင့်တုံ့ပြန်ဖို့လိုတယ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတဲ့အခါမှာဣတိလလူမျိုးတွေကဒီဂတိတော်ထားရပြည်ကိုဘုရားသခင်ပို့ဆောင်တဲ့ယေရှုတွေကိုပြန်လဲတုံ့ပြန်တဲ့အခါမှာဘုရားသခင်ကိုချစ်ချင်းမေတ္တာအားဖြင့်တစ္ဆာရှိမှုအားဖြင့်တုံ့ပြန်တယ်လို့ကျွန်တော်တို့ကလည်းဘုရားရဲ့ယေရှုတော်ကိုတုံ့ပြန်တယ်ဆိုတဲ့အခါမှာဘုရားသခင်ကိုချစ်ချင်းမေတ္တာနဲ့တစ္ဆာရှိဖို့အတွက်လိုအပ်တယ်တတိယတစ်ချက်ကတော့ဘာလဲဆိုရင်ဘုရားကိုစစ်မှန်တဲ့ကိုးကွယ်ခြင်းဆိုတာတဲ့ဘုရားသခင်ကိုကိုယ်စိတ်နှလုံးသုံးပါးဉာဏ်ရှိသမျှအစွမ်းရှိသမျှလူချင်းချစ်ချင်းမေတ္တာပြဖို့လိုအပ်တယ်တဲ့နံပါတ်4တစ်ချက်ကဘာလဲဆိုရင်ခရစ်တော်ဟာတဲ့ယုံကြည်သူများကိုချစ်တဲ့အတွက်လက်ဝါးကတိုင်မှာအသက်အသေးခံပြီးတော့ကယ်တင်ခဲ့တယ်လို့ကျွန်တော်ယုံကြည်သူသားသမီးတွေကလည်းမိမိတို့နေထိုင်ရာအတိုင်းအဝိုင်းမှာတခြားသူများကိုမေတ္တာနဲ့ချစ်ရန်လိုအပ်တယ်တဲ့နံပါတ်5တစ်ချက်ကဘာလဲဆိုရင်မေတ္တာဟာရှင်ပေါလုပြောသလိုအရာရာထက်ပိုအရေးပါတဲ့အတွက်ဘာပဲလို့မေတ္တာထားတတ်ဖို့လိုတယ်တဲ့နောက်ဆုံးနံပါတ်6တစ်ချက်ကတော့ဘာလဲဆိုရင်
ဘုရားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တဲ့အတွက်ကျွန်တော်တို့လူသားတွေကလည်းကိုယ့်ရဲ့အတ္တကိုလိုချင်တဲ့အရာကိုပဲရအောင်ယူတာမျိုးမဟုတ်ဘဲနဲ့ချစ်ချင်းမေတ္တာကိုဘုရားကိုသိတဲ့ကျွန်တော်တို့ဟာမေတ္တာမှာအသက်ရှင်ဖို့လိုအပ်တယ်ဆိုတဲ့အချက်6ချက်ကိုဆရာဆောလမုန်ဥဖေထူးကဒီနေ့နှုတ်ကပတ်တော်မှာသူတိုက်တွန်းထားတာတွေကိုတွေ့ရတယ်။ဒါကြောင့်မို့ဒီမြန်မာပြည်မှာလို့အခုလိုမုံတီးခြင်းပျက်စီးခြင်းဖျက်ဆီးခြင်းချစ်ချင်းတန်ဖိုးကိုမထားခြင်းဒီလိုအချိန်မှာငြိမ်းချမ်းခြင်းတရားမျှတခြင်းပေါ်ဆောင်ဖို့အတွက်ကျွန်တော်ကမေတ္တာနဲ့အသက်ရှင်ဖို့အသက်ရှင်ရင်းနဲ့ဒီအမှုတော်မြတ်မှာပါဝင်ဖို့လိုတယ်ဆိုတာကိုဆရာဆောလမုန်ဥပေထူးကပြောပြအားပေးထားပါတယ်။နောက်ပြီးတော့ဆရာအိုင်နပ်တောင်းကလည်းဒီတိုက်တွန်းနိုးဆော်ချက်ထဲမှာသူကအချက်၃ချက်ပြောထားတာရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်မေတ္တာဟာတဲ့ဘုရားရဲ့အကြီးမြတ်ဆုံးပညတ်တစ်ဖြစ်တယ်တဲ့။ဒါကြောင့်မို့ဒီဘုရားသခင်ကမေတ္တာအရှင်ဖြစ်တဲ့အတွက်ကျွန်တော်ကလည်းယုံကြည်သူတွေကလည်းနေ့စဉ်အသက်တာမှာမိသားစုအတွင်းမှာအသင်းတော်မှာလူအတိုင်းဝိုင်းမှာလုပ်ငန်းခွင်မှာမေတ္တာနဲ့အသက်ရှင်ရပါမယ်ဒုတိယတစ်ချက်ကတော့မေတ္တာထားခြင်းပေးကမ်းခြင်းဟာဆိုလို့ရှိရင်တာနာပြုခြင်းဖြစ်တယ်တဲ့ဒါကြောင့်မို့ဒီခရစ်တော်ရဲ့တာနာကိုကြည့်တဲ့အခါမှာလည်းဘုရားသခင်ကစတယ်ဘုရားသခင်ကသူ့စီမှာတပါးတည်းသောသားတော်ကိုလူတွေဒီလောကကြီးကိုပေးတဲ့အတွက်ဒီမေတ္တာထားခြင်းပေးကမ်းခြင်းဟာတာနာပြုခြင်းဖြစ်တယ်ဒါကြောင့်မို့အိမ်ထဲမှာမေတ္တာအပြည့်အဝခံစားဖို့အတွက်သားသမီးတွေကိုပြုစုတဲ့အခါမှာလည်းမေတ္တာနဲ့ပြုစုပြောထောင်းပြီးတော့ဒီကလေးတွေကြီးလာတဲ့အခါမှာကျွန်တော်ရဲ့ပတ်ဝန်းကျင်ကလည်းကျင်နာတရားတွေဂရုဏာစိတ်တွေမေတ္တာစိတ်တွေနဲ့ဆက်လက်ပြီးတော့လောကကြီးကိုဥဆောင်မှာဖြစ်တဲ့အတွက်အိမ်ထောင်မှာမေတ္တာနဲ့ပြုစုရမယ်ဆိုတဲ့အကြောင်းနဲ့တတိယအချက်ကတော့ဘာလဲဆိုလို့ရှိရင်စစ်မှန်တဲ့မေတ္တာပြခြင်းကတာနာအောင်မြင်ခြင်းရဲ့အဓိကအချက်ဖြစ်တယ်တဲ့ဒါကြောင့်ကဘာကျော်တာနာပြုဆရာမကြီးတွေရဲ့အသက်တာကိုကြည့်လို့ရှိရင်ဥမာမြန်မာပြည်မှာဆိုလို့ရှိရင်ဆရာကြီးယူဒတန်နဲ့ပါရမီဖြည့်ပတ်များအိန္ဒိယမှာကြည့်မယ်ဆိုလို့ရှိရင် Mother Teresa ပြီးတော့အာဖရိကမှာဆိုရင်ဆရာ David Stone စသဖြင့် Livingstone လို့တာနာပြုဆရာတွေကသူတို့ရဲ့စစ်မှန်တဲ့မေတ္တာပြခြင်းကြောင့်ဒါဒီလုပ်ငန်းတွေအောင်မြင်ခဲ့တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာမှာလည်းမေတ္တာနဲ့အသက်ရှင်ဖို့လိုတယ်ဆိုပြီးတော့ဆရာအိုင်နပ်တောင်းကပြောခဲ့တယ်ဆရာမကြီးဒေါက်တာအဲဝါကကျွန်တော်တို့ကိုဘာပြန်တတိပေးလဲဆိုရင်မေတ္တာနဲ့အသက်ရှင်ဖို့တဲ့According to ORS ပထမဆောင်အခန်းကြီး73အငယ်4မှာ4ကနေ8မှာပြောထားတဲ့မေတ္တာအကြောင်းကိုကြည်ပါတဲ့မေတ္တာဆိုတာဘာလဲသူနဲ့ဆန့်ကျင်ဘက်ကဘာလဲမေတ္တာမဟုတ်တဲ့ဟာကဘာလဲမေတ္တာဟုတ်တဲ့ဟာကဘာလဲဆိုပြီးတော့ဒီပေဒံလေးနဲ့ကျွန်တော်ရဲ့ဘဝအသက်တာမှာတဲ့မှဖို့လိုတယ်တဲ့မေတ္တာဆိုတာစိတ်ရှည်တတ်တယ်တခါလေစိတ်မရှည်ဘူးဆိုလို့ရှိရင်အဲ့ဒီဟာကမေတ္တာနဲ့မဟုတ်တော့ဘူးဆိုပြီးတော့ကိုယ့်ကိုယ်ပြန်တတိထားရမယ်ပေါ့နော်ပြီးတော့တနာကျင်နာတတ်ရမယ်လူတွေကိုမတနာဘူးမညာတာဘူးမကျင်နာတတ်ဘူးဆိုရင်အဲ့ဒီဟာကမေတ္တာမဟုတ်တော့ဘူးတခါလေမနာလိုဂုံပြိုင်ချင်လာတယ်ဒါမဲ့မေတ္တာဟာသူများနဲ့ဂုံပြိုင်ဖို့မာနထောင်လွှားဖို့မဟုတ်ဘူးဝါကြွားဖို့မဟုတ်ဘူးစသဖြင့်ဒီဆရာမကြီးကျွန်တော်တို့ကိုတတိပေးနေတာကတော့ဒီAccording to ORS ပထမဆောင်ခန်းကြီး73အငယ်4ကနေ8မှာရှိတဲ့မေတ္တာအကြောင်းနဲ့ကျွန်တော်တို့ကိုဆင်ခြင်ဖို့အရေးကြီးတယ်တဲ့အခုနပြောသလိုလူတွေကတချို့လူတွေကချစ်ဖို့မကောင်းဘူးဒါပေမဲ့အဲ့ဒီလိုလူတွေကိုလည်းချစ်ရမယ်တဲ့တခါတလေမှာဒီ physically abuse လူကိုရိုက်တာတွေနှိပ်စက်တာတွေမီးရှို့တာတွေဘုံကျဲတာတွေဒါတွေပဲမကဘူးเนาะလူကိုထိခိုက်နစ်နာစေတာပျက်စီးစေတာတခါလေ
စကားအဖြစ်သို့မဟုတ်အပြုအမူအဖြစ်လူတစ်ဖက်သားကို exclude လုပ်လိုက်တယ်ဘေးကိုကန်ထုတ်လိုက်တယ်သူ့ကိုအမျိုးမျိုးစိတ်ပိုင်းဆိုင်ရာမှာဒီ emotional abuse လို့ခေါ်တယ်အမျိုးမျိုးပြုမှုခြင်းအဖြစ်ဒီလူတယောက်ဟာကိုတန်ဖိုးရှိတယ်လို့မခံစားရတော့ဘူးလူအဖွဲ့အစည်းထဲမှာလည်းသူမနေချင်တော့ဘူးဒါမျိုးဖြစ်သွားအောင်လုပ်တယ်ဆိုတာကလည်းဒါလူတွေကိုမေတ္တာမထားခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့နှုတ်ကပတ်တော် message ကပါလဲဆိုရင်ဒီမေတ္တာနဲ့အသက်ရှင်ဖို့ဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး73အငယ်34-35မှာလဲကျွန်တော်တို့တဦးနဲ့တဦးချစ်ဖို့လိုတယ်တဲ့အဲ့လိုအချင်းချင်းချစ်ကြတဲ့အခါမှာတခြားလူတွေကတဲ့အဲ့ဒီမေတ္တာကိုထောက်ပြီးတော့သခင်ခရစ်တော်ရဲ့တပည့်တွေဖြစ်တယ်။အော်ခရိယန်ဆိုတာဒီလိုပါလားဆိုတဲ့ဟာမျိုးကိုသူတို့ကြည့်ပြီးတော့ဘုရားရဲ့မေတ္တာအကြောင်းကိုသူတို့နားလည်လာမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဏိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မြန်မာပြည်ကိုဧဝံဂေလိတရားတော်ကယ်တင်ခြင်းတရားချစ်ချင်းမေတ္တာတရားကိုယူဆောင်လာတဲ့ဆရာကြီးယူဒတန်နဲ့မမအန်တို့အပါအဝင်ဒီမြန်မာပြည်ကိုရောက်ရှိလာတာနှစ်ပေါင်း210နှစ်ရှိပြီဆရာကြီးတို့ရဲ့မမအန်တို့ရဲ့ဒီတာနာပြုဆရာဆရာမတွေရဲ့အနစ်နာခံခြင်းကိုကြိုးစွန့်ခြင်းချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့ဘုရားကိုချစ်ခြင်းခရစ်တော်ကိုချစ်ခြင်းတာနာကိုချစ်ခြင်းမြန်မာနိုင်ငံသားတွေကိုချစ်ခြင်းနဲ့ပြုစုခဲ့တဲ့ဒီခရိယန်တာနာကိုဆက်လက်ပြီးတော့ကြီးပွားတိုးတက်ပြန့်ပွားလာဖို့အတွက်ကျွန်တော်ရဲ့အသက်တာမှာချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့အသက်တာအားဖြင့်လျှောက်လန်းကြပါစို့လို့တိုက်တွန်းရင်းနဲ့နှုတ်ကပတ်တော်ကိုဏိဂုံးချုပ်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ